မင်္ဂလာပါရှင်ရွှေမန်းလေး frame က RC နှစ်ထပ်ခွဲတိုက်နောက်တစ်လုံးနဲ့မိတ်ဆက်ပေးချင်ပါတယ်မိတ်ဆက်ပေးမဲ့တိုက်ကလေးကတော့ဒီလမ်းထဲမှာပဲရှိပါတယ်ရှင်လမ်း60အတင်း115အဒီမှာပါလမ်းကြီးကတော့မြင်းတဲ့အတိုင်းပဲကွန်ကရစ်လမ်းခင်းထားပါတယ်မြင်းတဲ့အတိုင်းပဲအကျယ်ကြီးပါပဲရှင်ခုရောက်ရှိနေတာကတော့ဒီတိုက်ရဲ့အပေါ်ဆုံးတက်ကလေးဖြစ်ပါတယ်အပေါ်ဆုံးတက်ကလေးကိုတစ်ချက်လိုက်ကြည့်လိုက်မယ်နော်ပေါ်ဆုံးတက်မှာဆိုရင်ဒီဟာဆိုရင်ဒါ single ခန်းလေးဖြစ်ပါတယ်ဒီနောက်ဘက်ကိုထွက်လိုက်တယ်ဆိုရင်ညဘက်လေးငင်းခံခြင်းပဲဖြစ်ဖြစ်မိသားစုလိုက်ဝိုင်းဖက်စားတော့ချင်တယ်ပဲဖြစ်ဖြစ်ဒီပေါ်တက်မှာဒါအေးဆေးဆေးနေလို့ရပါတယ်အဲဆိုရင်အောက်ထပ်ကလေးကိုဆင်ကြည့်ကြမယ်နော်ဒီမှာဆိုရင်ဖျားကန်လုပ်လို့ရတယ်စတေးလေးတစ်ခုပါရှိပါတယ်ဒီဘက်ကိုတွားလိုက်မယ်ဆိုရင်ဒီမှာ single ခန်းလေးတစ်ခန်းရှိပါတယ်ရှင်ဟုတ်ကဲ့ဒီဘက်ကတော့ဒါ master bedroom လေးပါရှင်ဒီထက်မှာ toilet ကလည်းဘိုးတိုင်းပါပြီးသားဖြစ်ပါတယ်အဲဆိုရင်အောက်ထပ်ကလေးကိုဆင်ကြည့်လိုက်ကြအောင်နော်အောက်ထပ်မှာဆိုရင်ကားတစ်စီးကောင်းကောင်းသွင်းလို့ရပါတယ်ရှင်ခိုက်ကြီးကလည်းအမြင့်ကြီးပါပဲသူက RC အကျန်းတယ်ဆိုပေမဲ့တကားပေါက်ပတင်းပေါက်ရေးလိုက်မိလိုက်နေအကုန်ပြီးစီးဖြစ်ပါတယ်ဆေးတုပ်ပြီးအသင့်တက်နေုံပါပဲရှင်ဟုတ်ကဲ့ဒီနောက်ကလေးကိုကြည့်လိုက်မယ်နော်ဒါလေးကတော့ single ခန်းလေးဖြစ်ပါတယ်ဒါမီးမောင်လေးမမြင်ရနော်ဒီဘက်နောက်မှာတော့ kitchen ခန်းလေးဖြစ်ပါတယ်ဒီမှာဆိုရင်ရေချိုးကန်းအိမ်သားတွဲရက်တစ်လုံးပါပါမယ်ဒီထဲမှာတော့ဘူတိုင်းလေးတစ်လုံးပါပါမယ်ဒီထဲမှာတော့ရိုးရိုးအိမ်သားလေးတစ်လုံးပါပါမယ်အိမ်သားနှလုံးပါပါမယ်ရှင်ဒါကတော့အိမ်ရဲ့ရှေ့ဘက်ဖြစ်ပါတယ်လမ်းကြီးကတော့မြင်းတဲ့အတိုင်းပါပဲကွန်ကရစ်လမ်းခင်းထားပြီးတော့အကျယ်ကြီးဖြစ်ပါတယ်ရှင်လမ်း60အတင်း115အနီးမှာရှိပါတယ်ရှင်ဟုတ်ကဲ့စာရွက်စာတမ်းလေးကတော့ငွေသွင်းမှုရင်းနဲ့ရမှာပါရှင်ခေါ်ဈေးလေးကတော့36200ခေါ်ထားပါတယ်စိတ်ဝင်စားရဆိုရင်တော့ဖုန်းနံပါတ်9613494340959999တို့ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်